အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့အယိုးတွေနဲ့အာယုံကြောတွေရဲ့ဖွဲ့စည်းပုံကိုလေ့လာပြီးပြီဆိုတော့အခုကြွက်သားတွေရဲ့ဖွဲ့စည်းပုံကိုလေ့လာကြည့်ကြမယ်ကြွက်သားတွေကိုဘာတွေနဲ့ချိတ်ဆက်ပြီးတော့ခိုင်းစေနေရလဲဘယ်အရာတွေကခိုင်းစေနေရလဲကြွက်သားတွေကဘာတွေနဲ့ဖွဲ့စည်းထားတာလဲပြီးတော့ကြွက်သားတွေကဘယ်လိုမျိုးလှုပ်ရှားနေရလဲဆိုတာကိုလေ့လာကြည့်မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာလက်မောင်းကြွက်သားရင်ဘတ်ကြွက်သားမေးရိုးကြွက်သားတွေမှာကြွက်သားတွေအများကြီးရှိတော့တယ်ခန္ဓာကိုယ်အတွင်းပိုင်းမှာလည်းကျွန်တော်ရဲ့နှလုံးကြီးအစာအိမ်တွေနဲ့ဥတွေရဲ့လှုပ်ရှားတဲ့ကြွက်သားတွေလည်းရှိပါတယ်ဒါကိုတော့အတွင်းကြွက်သားတွေလို့ခေါ်ပါတယ်လူရဲ့ကြွက်သားကို skeletal muscle လို့ခေါ်ပါတယ်ကြွက်သားတွေထဲမှာကြွက်သားအမြင်လေးအလွှာလေးအများကြီးရှိပြီးတော့လွန်စွာသေးငယ်တဲ့ကြွက်သားအလွှာလေးတစ်ခုချင်းစီကအလုပ်လုပ်တာဖြစ်ပါတယ်ကြွက်သားအလွှာလေးတစ်ခုချင်းစီကိုအုံနောက်ကနေပြီးတော့အာရုံကြောတွေကတစ်ဆင့်လက်စလိုင်းလေးပေးပို့လိုက်ပါတယ် neurotransmitter လို့ခေါ်တဲ့လက်စလိုင်းတွေကိုအုံနောက်ကနေပေးပို့လိုက်တာဖြစ်ပါတယ်အဲ့လက်စလိုင်းတွေကကြွက်သားတွေဝင်ပြီးတော့ကြွက်သားတွေကိုလှုပ်ရှားဖို့အတွက်ခိုင်းစေအသိပေးတာဖြစ်ပါတယ်အဲ့ဒီလက်စလိုင်းကနေတစ်ဆင့်ကြွက်သားတွေဝင်သွားတယ်ဆွဲရင်ကြွက်သားတွေထဲမှာရှိတဲ့ဆွဲငင်နေတဲ့ fiber လေးတွေကိုတွားပြီးတော့အားတက်ရောက်ပါတယ်တက်ရောက်တဲ့အခါမှာအဲ့ဒီအားလေးတွေကလှုပ်ရှားမှုအနည်းငယ်လေးဖြစ်သွားပြီးတော့အဲ့လှုပ်ရှားမှုအနည်းငယ်လေးဆက်ပေါင်းဆက်ပြီးတော့မှလှုပ်ရှားမှုအကြီးဒါတစ်ခုဖြစ်လာတာပါအဲ့လိုနဲ့ပဲကျွန်တော်တို့ရဲ့ကြွက်သားတွေကကျုံလိုက်ရှော့လိုက်ဖြစ်နေတာပါကျွန်တော်တို့အုံနောက်ကစေခိုင်းတဲ့အခါမှာကြွက်သားတွေကကျုံတက်ဝင်သွားတယ်ကျုံဝင်သွားပြီးတော့ကျွန်တော်တို့မာဆယ်တွေကိုညှစ်ထားသလိုဖြစ်သွားတယ်ပြီးတော့မှအုံနောက်ကပြန်ပြီးဖြေးလျှော့ရတဲ့အခါမှာတော့ကြွက်သားတွေပြန်ပြီးတော့ပျော့သွားတယ်ဒီလိုသဘောနဲ့ပဲကျွန်တော်တို့ရဲ့လက်တွေခြေထောက်တွေကကွေးဆန့်လောက်နိုင်တယ်ဖြစ်ပါတယ်ဒီမှာကြွက်သားတွေကိုအလွှာလိုက်မြင်ရပါတယ်ကြွက်သားအလွှာတိုင်းရဲ့ကြားထဲမှာ mitochondria လို့ခေါ်တဲ့ကြွက်သားအတွက်လှုပ်ရှားဖို့လိုအပ်တဲ့စွမ်းရည် ATP ကိုထုတ်ပေးတဲ့အရာလေးရှိပါတယ်ဒီနေရာမှာကြွက်သားအလွှာကိုအတွင်းဆုံးကလှုပ်ရှားတဲ့အလွှာကိုမြင်ရမှာဖြစ်ပါတယ်အဲ့ဒီအလွှာကိုနှစ်လွှာခွဲထားပါတယ်မိုင်ယိုစင်လွှာနဲ့အက်တင်လွှာဆိုပြီးတော့နှစ်လွှာရှိပါတယ်မိုင်ယိုစင်လွှာအတွင်းလွှာဖြစ်ပြီးတော့မိုင်ယိုစင်လွှာကိုမိုင်ယိုစင်ဟက်လို့ခေါ်တဲ့ခေါင်းလေးတွေရှိပါတယ်ဒီမှာပုံမှန်မြင်ရတဲ့ခင်းအောင်ခေါင်းလေးတွေပေါ့နော်အဲ့ဒီခေါင်းလေးတွေကဒီဘက်ကအက်တင်အလွှာမှာရှိတဲ့အလုံးလေးတွေကြားထဲမှာသူကဝါရောင်ဆက်ပြောက်ကလေးတွေရှိတယ်အဲဝါရောင်ဆက်ပြောက်ကလေးနဲ့ဒီအောက်ကခင်းအောင်ခေါင်းလေးတွေထိပ်ပါရှိတယ်အဆက်ကလေးတစ်ခုကချိတ်ဆက်ပြီးတော့နောက်ကိုစွမ်းအင် ATP ဆိုတဲ့စွမ်းအင်ကိုတစ်ချက်ရတဲ့အခါမှာနောက်ကိုတစ်ချက်ဆွဲတယ်ပြီးရင်တော့ပြုတ်သွားတယ်ပြုတ်ပြီးနောက်ထပ်အဆက်တစ်ခုကိုထပ်ချိတ်သွားတယ်ချိတ်ပြီးရင်နောက်ကိုတစ်ခါထပ်ဆွဲတယ်အဲ့လိုဆွဲနေပဲတစ်စက္ကန့်အတွင်းမှာလေပေါ့နော်ချိန်ပေါင်းများစွာဆွဲတဲ့အခါမှာကြွက်သားဟာကျုံသွားပြီးတော့အတွင်းကိုညှစ်ရှင်းခံလိုက်ရတယ်အဲ့အခါမှာဒါကျွန်တော်တို့ဒီကြွက်သားအလွှာအတွင်းထဲမှာရှိရနောက်ဆုံးအလွှာအလုပ်တဲ့အခါမှာကြွက်သားဒူကြီးတစ်ခုလုံးကလှုပ်ရှားတယ်လို့ဖြစ်သွားတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီကြွက်သားအလွှာတွေအကုန်လုံးကိုထိချုပ်ပေးထားတာကတော့ကျွန်တော်အုံနောက်ကအာယုံကြောကနေတစ်ဆင့်အာယုံကြောကနေပေးပို့လိုက်တဲ့ neurotransmitter လို့ခေါ်တဲ့လျှက်စစ်လိုင်းတွေကနေတစ်ဆင့်အုံနောက်ကနေထိချုပ်ပြီးတော့ကြွက်သားတွေကိုလိုသလောက်ညှစ်တယ်လိုသလောက်အားကိုထုတ်ပေးတာဖြစ်ပါတယ်လှုပ်ရှားလို့ရတဲ့ကြွက်သားတွေကိုလေ့လာတဲ့အခါမှာလက်မောင်းကြွက်သားကိုလေ့လာတာအလွယ်ဆုံးဖြစ်ပါတယ်လက်မောင်းကြွက်သားမှာရှေ့လက်မောင်းကြွက်သားနဲ့နောက်လက်မောင်းကြွက်သားဆိုပြီးတော့နှစ်မျိုးရှိတယ်အဲကြွက်သားတွေကိုအယိုးနဲ့တမ်းပြီးချိတ်ဆက်ထားတာမဟုတ်ဘဲနဲ့ကြားထဲမှာ tissue ဆိုတဲ့အရာနဲ့ချိတ်ဆက်ထားတာဖြစ်တယ်အုံနောက်အာယုံကြောတွေကနေတစ်ဆင့်လျှက်စစ်လိုင်းနေပြီးပို့လိုက်တဲ့အခါမှာကြွက်သားတွေကိုလှုပ်ရှားပြီးတော့လက်မောင်းဟာကိုယ်ရဆန်တာဖြစ်ပါတယ်လက်မောင်းကရှေ့ကိုကိုယ်လိုက်တဲ့အခါမှာလက်မောင်းအတွင်းထဲမှာရှိတဲ့ကြွက်သားကအလုပ်လုပ်ပြီးတော့ဆွဲထားတာဖြစ်တော့ကြောင့်လက်မောင်းရဲ့အတွင်းထဲမှာရှိတဲ့ကြွက်သားအရင်မာတောက်နေတာမျိုးခံစားမှာဖြစ်ပြီးတော့လက်မောင်းအောက်မှာရှိတဲ့ကြွက်သားကတော့ပျော့နေတယ်လို့ခံစားမှာဖြစ်တယ်ဒါပေမဲ့သင်ဟာရာဝတ္ထုတစ်ခုကိုတွန်းလိုက်တဲ့အခါမှာတော့သင်ရဲ့လက်မောင်းအတွင်းကြွက်သားများဟာလုံးဝအလုပ်လုပ်တော့မှာမဟုတ်ပါဘူးကြွက်သားတွေကပျော့သွားမှာဖြစ်ပြီးတော့လက်မောင်းအနောက်မှာရှိတဲ့ကြွက်သားတွေကအတင်းဆွဲထားပြီးတော့လက်ကိုတွန်းထားပြီးတော့ထောက်ထားပြီးတာမျိုးဖြစ်ပါတယ်အဲ့ဒီຢာတွေအကုန်လုံးကိုလည်း tissue တွေနဲ့ချိတ်ဆက်ပြီးတော့လုပ်နေတာဖြစ်ပါတယ်အဲ့တော့တစ်ခါတလေမှာကျွန်တော်တို့လေ့ကျင့်ခန်းလုပ်ရင်းမှာဖြစ်စေအလေးပင်တွေမှလို့accident တစ်ခုခုကြောင့်မှဖြစ်စေ tissue တွေပြဲသွားတာမျိုးဖြစ်တတ်ပါတယ်အဲ့တော့ tissue တွေပြဲသွားပြီဆိုရင်တော့အနာပြန်ကျက်ဖို့အတွက်အရန်ကြာမြင့်တာမျိုးဖြစ်တတ်သလိုကြိုက်နာခြင်းမှုတန်ရာလည်းအရန်ကိုခံစားရတတ်ပါတယ်ဒါပေမဲ့တင်ရလေ့ကျင့်ခန်းလုပ်လို့ပဲဖြစ်စေလေးပင်တဲ့အရာတွေကိုအချိန်များစွာမှလို့ပဲဖြစ်စေတင်ရဲ့ကြက်သားတွေကပြဲသွားတယ်ဆိုရင်တော့ဒါကောင်းတဲ့အရာတစ်ခုဖြစ်ပါတယ်ဒီမှာခံစားရနာခြင်းမှုကလည်းအရန်နာခြင်းမှုမျိုးမဟုတ်ဘဲနဲ့ပြဲသွားတဲ့ကြက်သားတွေနေရာမှာလည်းတင်ရအိတ်ဆက်ခြင်းကြောင့်ဖြစ်စေအစားတောက်ပရိုတင်းကြောင့်ဖြစ်စေပြန်ရတဲ့ပရိုတင်းတွေနေရာယူဖြစ်ဆွဲပြီးတော့ကြက်သားတွေကပြန်လည်ပြည့်ဖြူလာမှာဖြစ်ပါတယ်ဒီလိုနဲ့ပဲကြက်သားတွေကပုံမကြီးထွားလာတာဖြစ်ပါတယ်ဒါပေမဲ့တင်ဟာအရန်လေးလံတဲ့အရာဝတ္ထုတွေကိုမှားလိုက်တယ်ဆိုလို့ရှိရင်တော့
တည့်ရချက်သားဟာအရန်ကိုပြေးသွားပြီးတော့ဆွဲဖြဲလိုက်သလိုဖြစ်သွားပြီးချက်သားတန်ရာဖြစ်သွားနိုင်ပါတယ်ဒီလိုမျိုးဆိုရင်တော့ချက်သားကပြန်ပြီးတော့ကြီးမလာတော့ဘဲနဲ့ချက်သားတိမ်သွားတာမျိုးတေးသွားတာမျိုးဖြစ်တတ်ပါတယ်